ဗမာပြည်သူအားလုံးမင်္ဂလာပါခင်ဗျာကျန်းဖတ်စစ်အာဏာရှင်ရဲ့ရက်စက်မှုအပေါင်းကနေပြည်သူအပေါင်းတို့ကင်းလို့ကြပါစေလို့ကျွန်တော်တို့ကဏီမြို့နယ်ပကဖလက်ယုံတက်ကရဲဘော်တွေဆူတောင်းပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ဒါကတော့ကဏီမြို့နယ်ပကဖလက်ယုံတက်မှာရဲဘော်တွေစီရေးလေ့ကျင့်နေတဲ့ဒီဝင်လေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဖော်ဆောင်လာမဲ့မစ်ရှင်များအတွက်မိမိတို့ရဲဘော်တွေကိုခန္ဓာကြန့်ခိုင်မှုရှိစေရန်အတွက်မိမိတို့စိုးမိုးထိန်းချုပ်ထားသောနေမြေမှာရှိတဲ့တောတောင်ပြူမြောင်တွေကြားထဲမှာလေ့ကျင့်ရေးဆင်းနေတာဖြစ်ပါတယ်ခင်ဗျာဒီမြင်ကွင်းလေးကတော့ကျွန်တော်တို့အညာနွေးခေါင်းမှာရဲဘော်တွေအနေနဲ့တောင်ပေါ်ဖျက်ကစင်းတင်နှန်းကြီးစွာတက်နေရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ပေါ့နော်